ဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာမြေကြီးထားတဲ့အချိန်ထဲဒါမှမဟုတ်ဘူး။ကလားလောက်ကဟိုရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါတော့။ဒီနေသားတော့တော့နဲ့ဆင်ရမှာ။အဲဒါပြင်ဆင်ရမှာ။တရားကတော့ထိခိုက်မှုတိတ်မရှိပြီမဲ့။ဒီကျဲကြီးကြောင်းကြတော့အင်မတန်မှဟိုမှာကားကြီးဟုတ်ကားကိုဘက်ဆက်သွားလို့မရတော့မရတော့ဘူးကူးကြမှာတော့ခင်ဗျားထုတ်ကြည့်လဲအဲ့ဒါကြီးကိုကားတစ်စီးမှာလဲတော့သွားတာမဟုတ်ဘဲနဲ့အစ်ဘလို့လဲကူးကြမှာဒါပါလေสรุปว่าเป็นแผ่นดินไหวทั่วโลกนะครับผม28มีนาคม2568นะครับเวลาประเทศไทยบ่ายโมงครึ่งนะครับผมกระจายไปทั่วเลยนะครับของเราก็เป็นของสกายนะครับแล้วก็สะเทือนมาถึงกรุงเทพครับ